သမီးကတော့ဆရာဦးဝင်းစိုးလက်ရဲ့မြန်မာစာတရားနဲ့စာရေးစာကုန်းတန်းဝဲမှာတက်ရောက်နေတဲ့ G7 ကျောင်းသူမသွင်းရသေးပဲဖြစ်ပါတယ်။သမီးဒီနေ့ပြပြပေးသွားမယ့်ကျောင်းရလေးကတော့ကဆုံလာပြည့်နေ့ကဆုံညောင်ရီသုံးပွဲတော်အကြောင်းပဲဖြစ်ပါတယ်ရှင်။ပထမဆုံးကဆုံညောင်ရီသုံးပွဲတော်အကြောင်းကိုမပြောခင်မှာကဆုံလာပြည့်နေ့အကြောင်းကိုအရင်ဆုံးပြပြချင်ပါတယ်။ကဆုံလာပြည့်နေ့ကမြန်မာလူမျိုးတွေရဲ့အမြဲတမ်းထားရတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ကဆုံလာပြည့်နေ့လို့ပြောလိုက်တာနဲ့မြန်မာလူမျိုးတွေမသိတဲ့သူမရှိကြပါဘူး။ဒါအပြင်ကဆုံလာပြည့်နေ့ကိုဗုဒ္ဓနေ့လို့လည်းခေါ်ကြပါသေးတယ်။ဘာကြောင့်ကဆုံလာပြည့်နေ့ကိုဗုဒ္ဓနေ့လို့ခေါ်ရတာလဲ။ကဆုံလာပြည့်နေ့ကဘာကြောင့်မြန်မာလူမျိုးတွေအတွက်အမြဲတမ်းထားရတဲ့နေ့ဖြစ်နေရလဲ။ဒါတွေကိုသမီးကအခုဒီဗီဒီယိုထဲမှာပြပြပေးသွားပါမယ်။ကဆုံလာပြည့်နေ့နဲ့ပတ်သက်ပြီးတော့အခေါ်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပြားဖွားပွင့်ဆန်ဤလေးတန်မှတ်ရန်ဗုဒ္ဓနေ့ပဲဖြစ်ပါတယ်။ပြားဆိုတာကတော့ကဆုံလာပြည့်နေ့မှာပြားလောင်းတော့သူ့မိသားရှင်ရဲ့တိကဒီဗဒ္ဒကဘာမှာလေးစုမြောက်ဖြစ်မဲ့ဂေါရမအမည်နဲ့ဖယားစင်စစ်ဧကန်ဖြစ်လိမ့်မယ်ဆိုပြီးတော့ဒီပင်ကရာမြတ်စွာဘုရားထံကနေပြီးတော့ပြားရီတော်ခံယူခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုဖွားဆိုတာကတော့မဟာတက္ကရာ68ခုနှစ်ကဆုံလာပြည့်နေ့မှာဂေါရမမြတ်စွာဘုရားလောင်းတိတ္တမင်းသားလေးဖွားမြင်တော်မူခဲ့တယ်လို့အဓိပ္ပာယ်ရပါတယ်။ပြားဖွားပွင့်ဆန်သုံးခုမြောက်ပွင့်ဆိုတာကတော့မဟာတက္ကရာ103ခုနှစ်ကဆုံလာပြည့်နေ့မှာအာယုန်တစ်ချိန်မှာဂေါရမမြတ်စွာဘုရားလောင်းကသစ်ပင်ညူတဉာဏ်တော်ကိုရရှိပြီးဖျားဖြစ်တော်မူခဲ့တာကိုဆိုလိုတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့စံဆိုတာကတော့မဟာတက္ကရာ148ခုနှစ်ကဆုံလာပြည့်နေ့မှာအင်းချင်းဥယျာဉ်မှာမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူခဲ့တယ်လို့အဓိပ္ပာယ်ရပါတယ်။ဆိုတော့ဒီအဓိပ္ပာယ်တွေကိုအချင်းချင်းပြောပြရမယ်ဆိုရင်ပြားဆိုတာကကဆုံလာပြည့်နေ့မှာပြားရီတော်ခံယူတော်မူတယ်။ဖွားဆိုတာကကဆုံလာပြည့်နေ့မှာဖွားမြင်တော်မူတယ်။ပွင့်ဆိုတာကကဆုံလာပြည့်နေ့မှာပဲဖျားဖွင့်တော်မူတယ်။စံဆိုတာကတော့ကဆုံလာပြည့်နေ့မှာပဲမြတ်စွာဘုရားပြိဋိဘံဆံတော်မူတယ်လို့အဓိပ္ပာယ်ရပါတယ်။ဒီတော့ပြားဖွားပွင့်စံဤလေးတန်မှတ်ရန်ဗုဒ္ဓနေ့ဆိုတဲ့အခေါ်လေးရဲ့အဓိပ္ပာယ်ကိုသိသွားပြီလို့ထင်ပါတယ်။ဒီလိုမျိုးထူးခြားချက်၄ရက်နဲ့ပြည့်စုံနေတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေကကဆုံလာပြည့်နေ့ကိုဗုဒ္ဓနေ့လို့သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ကဲဗုဒ္ဓနေ့ကျောင်းကိုပြပြပြီးသွားပြီဆိုတော့ကဆုံညာရဲ့သုံးပွဲတော်ကျောင်းကိုဆက်လက်ပြပြပေးမယ်နော်။ကဆုံလာကအလွန်ပူပြင်းတဲ့လာတလာဖြစ်တယ်။အဲ့လိုမျိုးအရန်ကိုပူပြင်းတဲ့အချိန်ကာလမှာမြန်မာပြည်သူပြည်သားတွေကညဉ့်တာယာစီဖို့အတွက်စူတောင်းရင်းနဲ့ညာရွယ်သုံးလောက်ကြပါတယ်။ညာရွယ်သုံးပွဲတော်ကဘယ်လိုဖြစ်လာတာလဲဗုဒ္ဓဘာသာဝင်တွေကမြတ်စွာဘုရားကိုကိုယ်ွယ်စည်းကရာကနေပြီးတော့ဘုရားပွင့်တော်မူရာအထိမ်းအမှတ်ဖြစ်တဲ့ဘောရိပင်တွေအတွန်းရှည်စေဖို့အတွက်ရေသွန်းလောင်းခြင်းကိုအမြဲတမ်းပြုခဲ့ကြတယ်။တကူးကဆုံဆွဆွကုံဆိုတဲ့ဇကားနဲ့အညီပေါ့နော်ကဆုံလာကနွေရာသီရဲ့အပူပြင်းဆုံးကာလရေခမ်း6ဆုံးအချိန်ဖြစ်တယ်။အဲဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားရှင်အမိတရေပြုခဲ့တဲ့ပွင့်တော်မူခဲ့တဲ့ဘောရိညောင်မင်းကိုရေသုံးလောင်းကြရာကနေပြီးတော့ညာရီသုံးပွဲတော်ဆိုပြီးတော့ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်ညာရီသုံးပွဲတော်ကတကြံပွဲတော်နဲ့မတူပါဘူး။တကြံပွဲတော်ဆိုတာကမြန်မာနိုင်ငံမှာတင်မဟုတ်ဘဲနဲ့ထိုင်းမှာဆိုလဲစုံလင်ဆိုပြီးကျင်းပကြတာရှိရပေါ့နော်။ညာရီသုံးပွဲတော်ကြတော့လိုမျိုးမဟုတ်ပဲဗုဒ္ဓဘာသာဝင်မြန်မာတွေအတွက်ဘာသာရေးဓလေ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီညာရီသုံးပွဲတော်ကမြန်မာလူမျိုးတွေအရန်ကိုအမုံမြတ်ထားတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ညာရီသုံးပွဲတော်ကိုဘယ်လိုကျင်းပကြတာလဲ။ကဆုံလာက6တွေ့ရလာဖြစ်တဲ့အလျာတောင်သူကြီးတွေလည်းအလုပ်အားကြတယ်။ဒါကြောင့်ညာရီသုံးပွဲတော်ကိုချင်းချင်းတဲ့စီကားစားကျင်းပါတယ်။ကဆုံလာပြည့်နေ့မရောက်ခင်တရက်အလိုမှာရေသွန်းလောင်းကြမယ်ညောင်မင်းကိုထုံထုံကြလေ။အမိုင်းတရိုက်တွေကိုရှင်းလင်းထားကြပါတယ်။ကဆုံလာပြည့်နေ့နဲ့မှာတော့တကြီးရွယ်တွေကနေစပြီးတော့ကလေးငယ်တွေအထိပို့တဲ့ဆောက်တည်ကြတယ်။ဘော်ရီညောင်မင်းကိုရောက်ပြီဆိုတာနဲ့အသင်းဆောင်နေတဲ့ဖျားလူကြီးတွေကတရားစာတွေကိုရွတ်ဖတ်ပူဇော်ပြီးတော့ညောင်မင်းကိုရှိခိုးပြီးရနောက်မှာညောင်ရီသွန်းလောင်းစီပါတယ်။တချို့ဖျားတွေမှာဆိုလို့ရှိရင်ဒီညောင်ရီသွန်းလောင်းမှုအတွက်အဆင်သင့်ပေးထားလေးရှိပါတယ်။အဲ့လိုကဆုံလာပြည့်နေ့မှာမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ဇေယျပထိုးတွေကိုမရှိတဲ့ညောင်မင်းတွေကိုအမျိုးသမီးအမျိုးသားတွေအားလုံးကဝတ်စုံလေးတွေကိုတည်တည်တက်တက်ဝတ်စားလာပြီးတော့ညောင်ရီသွန်းလောင်းကြပါတယ်။တချို့တွေကတော့စတူဒီတာကျွေးခြင်းဖြင့်လည်းကုသိုလ်ယူကြလေးရှိပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒီကဆုံလာပြည့်နေ့ကိုအပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။
ဒီလိုမျိုးအပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်မှုအတွက်သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့တော်မှာကျင်းပခဲ့တဲ့ပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ Conference မှာကဆုံလပြည့်နေ့ကိုကမ္ဘာရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်မှုအတွက်1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေပြီးတော့14ရက်နေ့အထိညှိနှိုင်းဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးကကမ္ဘာရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရေးအဆိုကို1999ခုနှစ်စက်တင်ဘာလမှာကုလသမဂ္ဂကိုတင်သွင်းခဲ့ပါတယ်။ဒါကို54ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာတင်သွင်းတဲ့အဆိုကိုမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံပေါင်းစုစုပေါင်း34နိုင်ငံကထောက်ခံကြပါတယ်။ကမ္ဘာကုလသမဂ္ဂကနေပြီးတော့ကဆုံလပြည့်နေ့ဗုဒ္ဓနေ့ကိုပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်အဖြစ် Vesak Universal Holiday အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ကဲသမီးဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအခုဆိုလို့ရှိရင်ဒီကဆုံလပြည့်နေ့ဗုဒ္ဓနေ့နဲ့ကဆုံညရဲ့သုံးပွဲတော်အကြောင်းကိုတည်သွားလောက်ပြီလို့ထင်ပါတယ်သမီးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကဆုံလပြည့်နေ့မှာမြန်မာပြည်သူပြည်သားတွေအားလုံးနဲ့ဆရော့ကိုပါကျန်းမာချမ်းသာကြပြီးတော့ကုသိုလ်ကောင်းမှုတွေကိုစားရတဲ့ဖို့ပုံမူပြီးဆောင်ရွက်နိုင်ပါစေလို့သမီးကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်